Hey တကြံရုပ်ပိတ်ရက်မှာခီးသွားဖို့ပြင်ဆင်ပြီးပြီလားပြည်တွင်းလားပြည်ပလားဆိုတာကိုဒီဗီဒီယိုရဲ့ comment အောက်မှာမှတ်လိုက်တော့နော်ပြည်ပခီးစဉ်ထပ်ဖို့စီစဉ်နေရဆိုရင်တော့ Nice Fair Travel ကနေစီစဉ်ထားပေးရဲ့အမိုက်စားခီးစဉ်နဲ့တာလမ်းလိုက်တော့နော်တဘာဝတောတောင်တွေကိုနေသက်သက်ဆိုလို့ရှိရင်တော့ပင်လယ်ကြီးကနေတောင်တန်းတွေရဲ့အလားကိုတဝါကြီးခန်းစားရမယ်ဗီယက်နမ်နိုင်ငံကဟန်နွိုင်းဟာလောင်ပင်လယ်အော်နဲ့စာပါခီးစဉ်ကျန်ငါးဘွဲ့ဟိုတယ်တွေနဲ့စင်ကြားကြအနားယူနိုင်မယ်ဗီယက်နမ်နိုင်ငံအလဲပိုင်းကမြန်မာရီကြားနာမည်ကြီးရဲ့ရွှေလက်တသားကြီးနဲ့ပြင်သစ်ရွာလိုနာမည်ကြီးရဲ့ဒါနန်ဝှေအန်ခီးစဉ်ဥရောပနဲ့အာရှတို့ရဲ့နေထိုင်မှုပုံစံတွေရည်ကျင်းမှုဓာတ်လေးတွေနဲ့ဘီတုကပညာတွေကိုပါတခါတည်းလေ့လာခန်းစားရမယ်တူရကီနိုင်ငံခီးစဉ်ကမ္ဘာကျော်ဖူဂျီတောင်ကြီးနဲ့ကမာကူရာလိုသမိုင်းဝေရှေးဟောင်းဗုဒ္ဓဘုရားတွေအပြင်တနင်္မတခါသာအေးခဲသောဂျပန်နိုင်ငံရှိရေခဲတောင်ရှိရာအယ်ဖာရုခီးစဉ်ရာသီဥတုအေးစစ်စစ်လေးနဲ့အေးစစ်လက်ပဲလို့ရမယ်။အိုပါရုရှိရာကိုရီးယားခရီးစဉ်လေးလည်းရှိသေးရဲ့နော်။တူရကီဂျပန်ကိုရီးယားနိုင်ငံတွေကိုခရီးသွားမယ်ဆိုရင်တော့ဗီဇာလျှောက်ထားခြင်းအချိန်တစ်လခန့်ယူရတာမို့လို့အခုပဲ Nice Fair Travel ကိုအမြန်ဆက်သွယ်စာရင်းပေးလိုက်တော့နော်။ခရီးစဉ်တွေကိုစိတ်ဝင်စားရဆိုရင်တော့ Nice Fair Travel ရဲ့ဒီဖုန်းနံပါတ်တွေကိုဆက်သွယ်ဆောင်ရွက်နိုင်ပါရဲ့ရှင်။